ဘယ်ဆိုင်မှာပဲနေပါကျွန်တော်စပင်နေပါညှက်ကြရပေါ့နော်ဥမာကောင်မလေးဆိုလှလှပပလေးပြန်မလားဒီလိုမျိုးမှာဝေလေးနဲ့ပြီးရင်ဒီဘက်မှာစတက်လေးတွေအထက်ထက်လေးညှက်ကြရပေါ့နော်ညှက်ပြီးလို့ရှိရင်သူကဆိုင်မှာတော့လှရပေါ့ဥမာသူအများဆုံးပြောကြရဲဆိုင်မှာဆိုလို့ရှိရင်မှန်ထဲမှာလှတယ်မှန်ကြီးကိုအယူသွားခြင်းလိုက်တာတော့ပြောကြရဲပေါ့နော်တကယ်တော့မဟုတ်ပါဘူးသူကမှန်ဆိုင်ရမှန်မှာလှတာမဟုတ်ပါဘူးအိမ်ရမှန်လည်းလှပါတယ်ကျွန်တော်ပြောသလိုစတက်တွေညှက်ပေးထားတယ်ညှက်ထားရပေါ့နော်ဒါပေမဲ့သူကအိမ်မှာဆိုလို့ရှိရင်လန်တယ်ပေါ့ဒီလိုမျိုးလန်တယ်ဟိုလိုမျိုးလန်တယ်ဒီလိုမျိုးဝိတ်ဆိုလို့ရှိရင်လည်းဝိတ်မထွက်ဘူးပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်သူကပုံမသွင်းလို့ပြကျွန်တော်ဆိုင်မှာပဲညက်ညက်ဘယ်မှာပဲညက်ညက်ပေါ့ပုံအားလုံးကတော့တူတူပဲစပင်းထဲမှာညှက်ထားပြီးသားပေါ့ဒီအဓိကကိုကပုံသွင်းပေးဖို့ပဲလိုပါပေါ့အဲကြောင့်မလို့ကျွန်တော်ဒီနေ့ဒါသူညှက်ထားတဲ့ဒီညီမလေးကိုပေါ့နော်အိမ်မှာဘယ်လိုပုံသွင်းရမလဲဘယ်လိုပုံလေးတွေသွင်းလို့ရှိရင်ဘယ်လိုမျိုးထွက်လဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်ပေါ့နော်ကျွန်တော်နဲ့ဒီလိုဗီဒီယိုဆုံးဖြတ်ကြည့်ပေးပါဦးနော်ကျွန်တော်ပထမဆုံးချက်အနေနဲ့ဆိုလို့ရှိရင်တော့အိမ်မှာတော့ဒီလိုစူးလိတ်လေးတစ်ခုတော့လိုမယ်နော်စူးလိတ်လေးလိုမယ်ဒီလိုဒွာယာလေးတစ်ခုလိုမယ်ပေါ့နော်ဒွာယာမရှိလေဖြောင်းစက်နဲ့သုံးလို့ရတယ်ပေါ့နော်ဒါတစ်ခုရှိတာဖြောင်းစက်သုံးရင်ကျတော့ကျွန်တော်တို့စံနာအရန်6တယ်ပေါ့စပင်နာတယ်စပင်ထိကိုင်းမှုရှိတဲ့အတွက်ကြောင့်အများနဲ့တော့မသုံးစေချင်ဘူးစပင်ပွဲတွေပါသွားတဲ့အခါမှာပဲသုံးပြီးရင်တော့ပိုအဆင်ပြေနော်ပထမအောင်ဆုံးအနေနဲ့ကျွန်တော်ခွဲချောင်းခွဲလိုက်မယ်နော်ခွဲချောင်းခွဲလိုက်မယ်ပေါ့ခွဲချောင်းခွဲပြီးဆိုလို့ရှိရင်တော့ဒီလိုမျိုးဆိုလို့ရှိရင်တော့၄ချမ်းခွဲသွင်းရင်တော့ပိုလွယ်မယ်လို့ကျွန်တော်ထင်တယ်အိမ်မှာကျတော့သိရမလားကိုစပင်ကိုဆိုလို့ရှိရင်မသွင်းတတ်ဘူးဒါမှမဟုတ်တခြားသူတယောက်ကသွင်းပေးမယ်ဆိုလို့ရှိရင်လည်းစပင်ကို၄ချမ်းခွဲသွင်းရင်တော့ပိုသွင်းရပေါ့နော်ရှေ့ဘက်ကိုအလဲကောင်ကနေတစ်ချမ်းချမ်းလိုက်မယ်နောက်ထီကိုပြီးရင်ဘေးနားအပေါ်တဲလေးကနေမှနောက်ထပ်တစ်ချမ်းထပ်ခွဲလိုက်မယ်အဲကြရင်စုပေါင်း၄ချမ်းဖြစ်သွားပြီပေါ့နော်ကျွန်တော်၄ချမ်းခွဲပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်တို့တစ်ဖက်တစ်ချက်စီရတစ်ဝက်စီကိုပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်း၃ပုံဘယ်လိုပြောလဲ၃ချမ်းပေါ့1 2 3အဲ့လို၃ချမ်းခွဲသွင်းလို့လည်းရတယ်ဟိုအဆင့်9နေဆိုလို့ရှိရင်တော့သူက2ချမ်းပေါ့အပေါ်တစ်ချမ်းအောက်တစ်ချမ်း2ချမ်းခွဲသွင်းလို့ရတယ်နော်ကျွန်တော်ဒီမှာစပင်တွေကပွားနေရမျိုးရှိရပေါ့နော်အဲ့လိုပွားနေတဲ့စပင်တွေကိုကျွန်တော်ကအရင်ဆုံးလီနဲ့လူလေးမှုတ်ချလိုက်မယ်မှုတ်ချလိုက်တဲ့အခါဆိုလို့ရှိရင်ဒီထဲမှာဆိုတော့စပင်အတူတွေတို့စပင်မညီတဲ့စပင်တွေကအောက်ကိုကျသွားလိမ့်မယ်အဲ့ဒီခါကျလို့ရင်စပင်ကပြောင်ပြောင်ရှင်းရှင်းလေးဖြစ်ပြီးမှဟိုအဖြောင်ဆွဲတဲ့အခါကျရင်ပိုပြီးအဆင်ပြေရနော်ရက်ဆက်ကတော့ကျွန်တော်ဒီလိုမျိုးပေါ့ဟိုကကျွန်တော်ဒီအပေါ်ပိုင်းလေးကိုတော့အဖြောင်လေးတိုင်းလာလိုက်မယ်ဒီအဖျားပိုင်းလေးချလို့ရှိရင်တော့ကျွန်တော်တို့စီကွေးလေးဖြစ်အောင်လို့ပေါ့တစ်ချက်ဒီလိုလေးဝါပြီးမှသွင်းလိုက်မယ်နော်အိမ်မှာဆိုလို့ရှိရင်လည်းလွယ်မှာပါပထမဆုံးအပေါ်မှာဖြောင်ပြီးမှလာခဲ့မယ်အဖျားပိုင်းကြားတဲ့အခါကျမှဒီလိုမျိုးလေးကွေးသွင်းလိုက်မယ်ပေါ့နော်လက်ကလေးကိုတော့ကစားပေးရမယ်နော်စူးလိတ်လေးကိုလိုလေးလှည့်ပြီးမှကစားပေးရမယ်နော်ဒါဆိုရင်ဒီလိုမျိုးအကွေးလေးဖြစ်သွားမယ်နော်